United အသင်းကတော့ Europa League Quarter Final အဖြစ် Lion အိမ်ကွင်းမှာတွားရောက်ချင်တဲ့ကစားရမယ့် United အသင်းရဲ့ပွဲကြိုသုံးသက်ချက်ကိုသုံးသက်ကြည့်အောင် United အသင်းကတော့ Lion အိမ်ကွင်းမှာ Europa League Quarter Final အဖြစ်တွားရောက်ချင်တဲ့ကစားရမယ့် United အသင်းရဲ့နီးပြအမွန်ရဲ့3-2-1ဆိုတဲ့ကစားကွက်မှာဘယ်ကစားသမားတွေကအဓိကပါဝင်လာမှာလဲဆိုတာကိုသုံးသပ်ရင်းနဲ့ပဲကျွန်တော်ရဲ့အစီအစဉ်ကိုစလိုက်ရအောင် Manchester United ကတော့ Europa League Quarter Final အဖြစ် Lion အိမ်ကွင်းမှာတွားရောက်ချင်တဲ့ကစားရမယ့် United အသင်းကတော့ Premier League မှာအတွေ့အကြုံရှိခဲ့တဲ့ Lacazette တို့လို့ကျွန်တော်တို့ United အသင်းကစားသမားဟောင်းဖြစ်တဲ့ Matip တို့လိုကစားသမားတွေကပါဝင်နေတဲ့အသင်းနဲ့ United အသင်းကတော့ပြန်လည်ရင်ဆိုင်ရမှာဖြစ်တဲ့နီးပြအမွန်ရဲ့ United အသင်းကတော့ Premier League မှာအခြေအနေတွေမကောင်းပေမဲ့ Europa League မှာတော့ရှုံးပွဲမရှိစံချိန်ကိုဆက်လက်ထိန်းသိမ်းနိုင်အောင်မပွဲတစ်ပွဲလို့ကျွန်တော်ကတော့မြင်မိတယ် United အသင်းကတော့ Europa League ကိုအဓိကအာရုံထားပြတ်မှတ်ထားနေတဲ့အသင်းဖြစ်တဲ့အတွက်ကို United အသင်း Europa League 16သိန်းထုံးထွန်းမှာလည်းရဲစုစီတဲ့အသင်းကိုစုစုပေါင်း9-2နဲ့အနိုင်ယူပြီးတော့ Quarter Final ကိုထပ်တက်လာခဲ့တဲ့ United အသင်းကတော့ Europa League Quarter Final ဖြစ်တဲ့ Lion အိမ်ကွင်းမှာအနိုင်ရရှိအောင်မယ်လို့ကျွန်တော်ကတော့ထင်မြင်မိတယ် Lion အသင်းကလည်းတကယ်ကိုခက်ခဲတဲ့အသင်းဖြစ်တဲ့ FCSP အသင်းကိုစုစုပေါင်း9 9ဂိုးထိကိုတွင်းယူပြီးအနိုင်ယူခဲ့တဲ့ Lion အသင်းကလည်း United အသင်းကိုအနိုင်ယူသွားနိုင်ခြေရှိတယ်လို့ကျွန်တော်ကတော့ထင်မြင်မိတယ်ဒီနေ့ပွဲကတော့ United အသင်းကခက်ခဲတဲ့ပြိုင်ပွဲနဲ့တွေ့သလို United အသင်းကိုဒုက္ခကောင်းပေးနိုင်တဲ့ Lion အသင်းရဲ့တိုက်ဆက်တွေကတော့တကယ်ကိုကောင်းမွန်တဲ့ကစားသမားတွေများစွာပါဝင်နေတာပဲဖြစ်တဲ့ United အသင်းဒီနေ့ပွဲမှာပဲကစားသမားတွေနဲ့ပွဲထွက်လာမှာလဲဆိုတာကိုကျွန်တော်တို့သုံးသပ်ကြည့်အောင် United အသင်းကတော့နီးပြအမွန်ရဲ့3-2-1ဆိုတဲ့ကစားကွက်မှာဂိုးသမားနေရာမှာတော့ Andre Onana ပဲပြန်လည်ပါဝင်လာအောင်မယ်လို့ကျွန်တော်ကတော့ထင်မြင်မိတယ်ဆန္ဒဘက်3ယောက်မှာတော့ Lani Yoro ရဲ့ Harry Maguire ရဲ့ Mazzarri ရဲ့ပါဝင်ပြီးတော့4ယောက်တက်မှာဆိုရင်တော့ပတ်ထွက်တော်ခုရဲ့ Ugarte ရဲ့ Casemiro ရဲ့ Dalot ရဲ့ပြန်လည်ပါဝင်နိုင်ခြင်းများတယ်နေဦးနံပါတ်10 2ယောက်မှာတော့ Bruno Fernandes ရဲ့ Garnacho ရဲ့ပြန်လည်ပါဝင်ပြီးတော့တိုက်စစ်မှုနေရာအတွက်ကတော့ Chelsea ထက် Holland ကိုပဲပြန်လည်အသုံးပြုလာအောင်မယ်လို့ကျွန်တော်ကတော့ထင်မြင်မိတယ် United အသင်းကတော့ Europa League Quarter Final Lion အဝေးကွင်းမှာတွားရောက်ရှင်ပြန်ကစားရတာတော့တကယ်ကိုခက်ခဲတဲ့ပြိုင်ပွဲအသင်းနဲ့လည်းဖြစ်တယ် United အသင်းကတော့ဒီနေ့ပွဲမှာအနိုင်မဟုတ်ရင်တော့တည်ရလက်ကိုပဲကျွန်တော်တို့ကတော့မျှော်လင့်မိတယ်အိမ်ကွင်းရောက်မှသာ Lion အသင်းကို United အသင်းပြန်လည်ကောင်းကောင်းမွန်မွန်ရှေ့ပါနိုင်မယ်လို့ကျွန်တော်ကတော့ထင်မြင်မိတယ် United အသင်းရဲ့ဒဏ်ပြဿနာနဲ့မပြန်လည်ကောင်းမွန်လာတဲ့ Mason Mount တို့လိုကွင်းလည်ကစားသမားလေး Toby Collier လိုပတ်တော်ဂရုနေရာမှာအစားထိုးလို့ရတဲ့ Lucio လိုကစားသမားတွေပြန်လည်ကောင်းမွန်လာတာကတော့နီးပြအမွန်တဲ့တကယ်ကိုကောင်းမွန်တဲ့ရှင်တွေတစ်ခုမှရှိရလို့ကျွန်တော်ကတော့သုံးသက်ရှင်တယ်United နီးပြအမ်ဘရိုရင်ကဒီနေ့ပွဲတော့ကိုကောင်းကောင်းပြင်ဆင်လာမယ်လို့တော့ကျွန်တော်ထင်မြင်မိတယ်နီးပြအမ်ဘရိုရင်ဒီနေ့ပွဲမှာ Lion အသင်းကိုအနိုင်မဟုတ်ရင်တော့တည်ရလက်ထွက်ဖို့တော့ကိုစွမ်းဆောင်သင့်တယ်လို့ကျွန်တော်ကတော့ထင်မြင်မိတယ် United အသင်းနဲ့Lion အသင်းနဲ့တွေ့ဆုံခဲ့တဲ့2023ကတော့ United အသင်းကတော့ 1-0 ဆိုတဲ့ရလဒ်နဲ့အနိုင်ယူခဲ့တာပဲဖြစ်တယ် United အသင်းကတော့ထွက်ပေါ်မှာ Lion အသင်းကိုလက်ခံကစားပြီးတော့ 1-0 ဆိုတဲ့ရလဒ်နဲ့အနိုင်ယူခဲ့ပြီးတော့အခုလက်ရှိ Europa League မှာ United အသင်းကတော့ Lion အိမ်ကွင်းမှာတွားရောက်ရှင်ပြန်ကစားရမှာပဲဖြစ်တယ် United အသင်းကတော့ခက်ခဲတဲ့ပြိုင်ပွဲနဲ့တွေ့သလိုအနိုင်မဟုတ်ရင်တော့တည်ရလက်လောက်ကိုရဖို့အတွက်ကိုကျွန်တော်တို့ကတော့မျှော်လင့်မိတာပဲဖြစ်တယ် United အသင်းက Premier League မှာရလက်မကောင်းတဲ့အတွက်ကိုကျွန်တော်တို့ပေးသက်တွေရောနီးပြအမ်မိုရင်းမှာစတည်နေနိုင်မယ်လို့တော့ကျွန်တော်ကတော့ထင်မြင်မိတယ်ဒီ Europa League ဒါကျွန်တော်တို့ရဲ့အိမ်မက်တစ်ခုဖြစ်တယ်လို့ကျွန်တော်တို့ကတော့ပုံသဏ္ဍာန်ရင်းနဲ့ပဲကျွန်တော်ရဲ့အစီအစဉ်ကိုအဆုံးသတ်ပြရစီ United Football အမှန်သတင်းများကိုနှစ်စဉ်တင်ဆက်ပေးနေတာမို့ Like and Follow လေးလုပ်ပေးသွားဖို့အတွက်မြတ်တရက်ခံပါတယ်အားလုံးကိုကျေးဇူးထိုးတင်ရှိပါတယ်ခင်ဗျာ